ခုနှစ်ရက်သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောတွေကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်စင်အောင်လွှဲမပါစေ2026ခုနှစ်ဇန်နဝါရီလ18ရက်နေ့ဗုဒ္ဓဘုရားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်ဗုဒ္ဓဘုရားသမီးများအတွက်ဒီနေ့မှာအလုံးမှာစိတ်ညစ်စရာစိတ်ရှုပ်စရာစိတ်တွေတအားမွန်းကျက်စရာများနဲ့ဒီနေ့အတွက်ကြုံရတတ်တယ်နော်။ဘာပဲလို့နှစ်ချိန်နှစ်ခါလှုပ်ဆောင်ရတာမျိုးကြီးလေပေါ်လာတတ်တဲ့အစုစက်တူရှယ်ယာလုပ်ငန်းတွေလည်းဒီနေ့မှာမအောင်မြင်သေးဘူးနော်အစင်မပြေဖြစ်တတ်တယ်ဒီနေ့အတွက်ဗုဒ္ဓဘုရားသမီးများအတွက်ငွေရေးကြေးတွေကစီလိုအပေါက်ရှာပြီးတော့ငွေရေးကြေးတွေကတအားကြီးကိုထုတ်ငွေတွေကတအားများနေတတ်တယ်ကျမ်းမာရေးအနေနဲ့ခါနာတဲ့ခါမြက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်တတိထားနော်အခြေအေးမှာလည်းချစ်သူစီကနေပြီးတော့မရည်ရွယ်ပဲမထင်မဖင်းနဲ့လက်ဆောင်ကောင်းတွေရရှိတတ်တယ်အိမ်တော်ရေးမှာတော့ဒီနေ့မှာအိမ်တော်ရေးမှာအစဉ်ပြေအောင်မြင်မယ်နော်ဝမ်းသာစရာစိတ်ချမ်းသာစရာများနဲ့ကြုံရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့3နဲ့5ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာခရမ်းရောင်နဲ့အပြာရောင်ပဲဖြစ်ပါတယ်ရရေယာအနေနဲ့မိမိအိမ်ရှိဖျားမှာစမူစာ9ခုကလူပေးရမှာဖြစ်ပါတယ်ရှင်